စာလာ84အပိုင်းငယ်တိကနေ4ပြီးတော့30ဖြစ်ပါတယ်ဒီကျွန်တော်တို့စာလံဆရာကဘာပြောတယ်လဲဆိုတော့သူကခရားရဲ့အင်္ဂါထဲမှာအမေရနီခုသူကအမေဒန်တောင်းတတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လည်းဖန်ရှင်ကိုဖန်ရှင်တဲ့ဖရားရှင်ကိုအသက်ပေးတဲ့ဖရားရှင်ကိုထာဝရအသက်ပေးတဲ့ယေရှုခရစ်တော်ကိုကိုးကွယ်ပြီးတော့ဖရားရှင်ပေါ်မှာသူ့ကိုချီးမွမ်းပြီးသူ့ကိုဖရားကိုဘယ်လိုလဲဝတ်ပြုတ်ကိုကိုယ်ရကျွန်တော်တို့နေ့တိုင်းနေ့စဉ်ကျွန်တော်တို့စိတ်နဲ့ကျွန်တော်တို့ခန္ဓာအဖြစ်ဒီဖရားကြောင့်မှနေပြီးတော့ဖရားကိုချီးမြှောက်မယ်ဖရားကိုချီးမွမ်းမယ်ဘုရားကိုကောင်းချီးပြီးမှဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာပြောချင်တယ်အဲ့ဒါဆိုရင်ကျွန်တော်အသက်တာမှာလည်းကောင်းချီးခံစားရမှာဖြစ်ပါလေခုနကျွန်တော်ဖတ်သွားတဲ့ကျမ်းစာဆိုရင်လည်းကဘာဦးချန်26 sorry 26ဆက်ခေါ်ဖြစ်ပါလေအဲ့မှာဂျာကောဘကိုယ့်ရဲ့ဝမ်းနေတဲ့ချိန်မှာဖရားနဲ့တွေ့တယ်သူကအားငယ်တဲ့ချိန်မှာသူအနာဂတ်မှာဘာဖြစ်မလဲဆိုတာသူကမသိတဲ့အချိန်မှာဖရားရှင်ကသူ့ကိုစကားပြောပြီးတော့သူ့ကိုကောင်းချီးပြီးတယ်ဖရားနဲ့မျက်နှာချင်းဆိုင်နော်ကိုတွေ့အဲ့လိုမျိုးပေါ့တွေ့တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာမှာလည်းဒီဖရားကြောင့်ဆိုရင်ဝမ်းနေနေတဲ့သူတွေအတွက်ဝမ်းမြောက်စရာအားငယ်နေတဲ့သူတွေအတွက်အားရစရာဖရားနဲ့ဝေးကွာတဲ့သူတွေအတွက်ဖရားနဲ့အနီးကပ်ဆုံးနှစ်ဘူးတွေ့ဒူးတွေ့ခံစားစီဖို့ရကျွန်တော်တို့ဒီဘုရားကြောင့်ကိုခုချိန်မှာကျွန်တော်တို့ပြီးတော့ကျွန်တော်တို့အနာရမှာဖြစ်ပါတယ်ဆုတောင်းရမှာဖြစ်ပါတယ်အနုနုကမွန်ခတ်အောင်စင်လုံးလိုက်နေတာ